မင်္ဂလာပါရှင်ဒီနေ့နမ်းမိုးကတော့ပန်းပွင့်စိမ်းလေးတွေကိုဒီလိုလေးရေရွှင်ရှင်လေးကြော်စားဖြစ်ပါတယ်အရင်ဦးဆုံးပန်းပွင့်စိမ်းလေးတွေကိုဒီလိုလေးတန့်စင်အောင်ဆေးကြောလိုက်ပါမယ်စီပူလာရင်တော့ကြက်တွန်ဖြူငရုတ်တီးကိုထည့်ပြီးတော့စီတက်ပါမယ်ပြီးရင်တော့ပန်းပွင့်လေးထည့်ကြော်ပါမယ်ပန်းပွင့်ကိုအကြိုက်မကြော်ပါဘူးနမ်းမိုးကတော့ကျွတ်ကလေးနဲ့မလေးစားချင်တာကြောင့်မလို့ခဏလေးပဲကြော်ပါတယ်အဖုံးကိုမအုပ်ပါဘူးเนาะအဖုံးအုပ်ရင်ပန်းပွင့်လေးတွေဝါတာတက်ပါတယ်အဖုံးမအုပ်ပဲနမ်းမိုးကတော့ဒီလိုလေးကြော်ပါတယ်ခဏမွေပြီးရင်တော့စားအချုံမုံထည့်ပါမယ်အချုံမုံမကြိုက်ဘူးဆိုရင်တော့မထည့်လဲရပါတယ်အချုံမုံအစားတကြားကိုထည့်ပေးလို့လည်းရပါတယ်တကြားမကြိုက်ဘူးဆိုရင်လည်းမထည့်လဲရပါတယ်ရှင်နမ်းမိုးကတော့အချုံမုံစားတဲ့အတွက်ကြောင့်အချုံမုံလေးနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်တော့ခဏလေးမွေလိုက်ပါတယ်အဖုံးတော့မအုပ်ပါဘူးနမ်းမိုးကတော့ကျွတ်လေးစားမှာမို့လို့ပါအဖုံးအုပ်ရင်ဝါပြီးပျော့သွားတတ်တာမို့လို့ပါပြီးရင်တော့အရာတာလေးမီးပြီးရင်တော့ပန်းဖွင့်စိမ်းကြော်လေးရပါပြီရှင်ကြော်ရတာလည်းလွယ်ကူကူလေးနဲ့အရာတာကလည်းအရင်ရှိပါတယ်ပန်းပွင့်စိမ်းရဲ့ချိုတဲ့အရာတာရဲ့နမ်းမိုးကြော်ထားတာကကျွတ်ကလေးနဲ့ဆိုတော့ပို့ပြီးတော့မှစားလို့ကောင်းပါတယ်နမ်းမိုးတိုင်းဒီလိုလေးကြော်စားကြည့်ပါလုံးဝကိုအရာတာတွေ့စေရပါမယ်ရှင်နမ်းမိုးကတော့အရင်ကြိုက်လို့ခဏခဏလေးကြော်စားဖြစ်ပါတယ်နမ်းမိုးရဲ့တတမမီတွေရဲ့လည်းအရင်ကိုကြိုက်တဲ့ပန်းပွင့်စိမ်းကြော်လေးပါ